နေ့တသားလေးဖြစ်ဆက်ဆိုပထမရက်ပေါ့နော်တမဆုံးရက်စာကျွေးမှာဆိုတော့အရင်ဆုံးရင်ရွေး30 ml လေးထည့်လိုက်ပါတယ်ပြီးတော့မဆွေးရဆန်မလေးသုံးဆုံးထည့်ပါမယ်30 ml ဆိုတော့သူရဲ့ formula ရောထားတဲ့အတိုင်းပဲစောမဲ့ထည့်ပါမယ်ပြီးရင်အားလုံး mix လုပ်လိုက်ပါမယ်ပြီးရင်တသားလေးကျွေးလို့ရပါပြီတသားရေတသားစားမယ်တသားစားလို့ရပြီတသားစောနဲ့တသားစားမယ်အော်တသားလေးစိတ်တယ်တသားဆော့ပါအောင်တသားဆော့ပါအောင်ခုနဟာလေးနဲ့ဆော့ပါအောင်တသား oral cleanser လေးနဲ့ဆော့မယ်လေဒီမရ oral cleanser လေးနဲ့ဆော့ရဒီကထုတ်မယ်1 2 3ကောင်းလုံးမယ်တသားကြိုက်တယ်နော်အိတ်မယ်နော်1 2 oh ကြိုက်တယ်သူရဆန်မလေးနဲ့ဆန်စီရီယယ်လေးနဲ့နို့နဲ့တသားရဲ့ formula DG2 နို့လေးတစ်စုံနဲ့30 ml စားကြည့်ရပါသားထိုင်ဒီလိုလေးကဟုတ်ပြီပါလေးကုန်တော့မယ်နော်ကုန်တော့ပါမယ်ကွာဘူးတွေပေးကုန်ပါပြီကွာ1ကောက်လို့ပေါ့သား1 2ကောက်လို့ကြိုက်တယ်နော်3 4သွားပါလေဗျာမြင်လာနော်မြင်လာတတ်ကုန်တော့မှာနော်မြင်လာနော်မြင်လာတတ်ကုန်တော့မှာနော်တတ်ကိုကစားနေရနော်တတ်ကိုကစားနေရနော်တတ်အော်ဒီကကိုကစားနေတာထဲအိုးအေးထဲအောင်မယ်ထဲပါအောင်မယ်ကွယ်ထဲပါအောင်မယ်ကွယ်ဘာတော့မယ်မင်းတော့တသားပေးမနေတော့တာလီဟာဝါပါလေပြီးတော့မယ် ကြာသွားပြီ
ကြာသွားပြီပါပြီတသားလေးစားမလေးသူ့ဘက်ကလေးသူမလေးဖြစ်သားလေးသမင်းစားပြီးတော့အိတ်သွားပါပြီခုနကသမင်းစားကလေးအငိုက်နေတာပေါ့နော်ဒီနေ့ဖြစ်ဆက်စားပထမဆုံးစားတဲ့အချိန်လေးအောင်မြင်သွားပါပြီအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးဘိုင်ဘိုင်ပါနောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်